တရမျက်လုံးပညာမျက်လုံးမပါတဲ့ပုဂ္ဂိုလ်တဏ္ဍာထဲမှာကိုလို့ဓမ္မသိမတိငါတို့ဓမ္မကြီးပဲမင်းတို့ဓမ္မလေးတယ်အဲ့လိုတွေ့ရတယ်ဒါကြောင့်မလို့ဒီဓမ္မသောကမင်းကြီးကသူ့ရဲ့ကြောက်စာထဲမှာအသောကကြောက်စာထဲမှာလောကမှာပူထုစဉ်တို့သည်ကိုလုတ်တာအမှန်လို့ပဲယူဆပါသည်သို့တော့မမှန်ပါဒီစကလုံးကိုအသောကကြောက်တိုင်ထဲမှာရေးချစ်ထားတယ်ပါဠိပုပ္ပိကြောက်စာအသောကရမကြောင်းတိုက်ကြီးထဲမှာနော်အဲ့တော့ဘုန်းကြီးတို့တရားဓမ္မဘုဒ္ဓတော်ကောင်းတဲ့ဒါဘုရားစကားကိုကိုးကားပြီးသူဟာပညာရှိစကားတွေအမိန့်ရှိသွားအသုံးပြုသွားချတာသူမှားယွင်းခဲ့တယ်သူကဘလောက်ထိစန္ဒပစ္စောတမင်းအသောကမင်းလက်တွေကအရင်တို့ကစန္ဒပစ္စောတမင်းဆိုစန္ဒတခဏကြမ်းတမ်းတဲ့မင်းဖြစ်တယ်ညီကိုတွေတတ်သူကဘယင်လုပ်ဖို့အတွက်ဝန်းခွက်ကိုတော်တဲ့ညီကိုတွေအကုန်လုံးတတ်ဖြတ်ဟိုအကုန်လုံးတတ်ဖြတ်ခိုင်းတာဆွေတော်မဆွေတွေမျိုးတွေတတ်ဖြတ်ခိုင်းတာလူချမ်းကြီးပဲလူမိုက်ကြီးပဲသို့တော့နောက်ပိုင်းကြာမှဟောတာမဏိငယ်လေးကိုအကြောင်းရင်းခံပြီးတော့နော်ဘာဖြစ်တယ်ကုသိုလ်စိတ်တွေဖြစ်လာခဲ့တယ်အမှားကိုမှားတိုင်းမြင်လို့ချစ်ချင်းမာလို့လိုက်တာတယ်လေပြင်လိုက်တယ်နော်အမှားသိရင်အမြန်ပြင်းတဲ့သူတော်ကောင်းတို့ရေဘာသိရင်ကိုမှားတာမှန်မှန်သိရင်ချစ်ချင်းပါလို့လိုက်ရမယ်အဲယောဂီများကိုပြင်ဆင်ဖို့ခိုင်းနေတာပေါ့ယောဂီတို့မှတ်ကွက်တွေမှားနေတယ်ယောဂီတို့အကြည့်တွေမှားနေတယ်ကြည့်တာမှားရင်းနဲ့အမစိတ်တွေတင်မရောက်စေနဲ့မှတ်တွေလွယ်နေတယ်မှတ်ကွက်တွေလွယ်နေတယ်ဘာလို့ပေးနေတာလဲပြင်ပြီးနေတယ်ဘာဖြစ်စေခြင်းလို့အမှန်တော့ရောက်စေခြင်းလုံးလို့ဘာကြောင့်လဲဆိုရင်တရားဓမ္မတို့ရဲ့တူနဲ့တူဆိုတာဖေးမှကူညီတဲ့မျှဝေခံစားမှုအရေးကြီးတယ်မဟုတ်လားတရားသေးလေးတွေကိုမျှဝေခံစားနိုင်တဲ့စွမ်းအားလေးတွေကိုတူနဲ့တူတယောက်ပေါ်တယောက်တူပေါ်မှာတူအကျိုးကိုလိုလားသောပုဂ္ဂိုလ်မှန်တယ်များတို့ဒီဘာလို့ပေးရမှာလဲတယောက်နဲ့တယောက်ဖေးမှပေးရမယ်စောင့်ချောက်ပေးရမယ်အကူအညီပေးရမယ်ဒါမှမိကောင်းဆွေကောင်းလို့ခေါ်တယ်ဟုတ်တယ်လားဒီဘဝမှာဟောဒီတရားဓမ္မတွေနဲ့ဘာတော်တယ်လဲဘာမတော်ဘူးဟုတ်တယ်လားတော်သလားဘာမတော်ပါဘူးဆွေမျိုးတယောက်မှမဟုတ်ဒီထဲမှာပစ္စုပန်ဘဝမှာပြောတာနော်တတတရားလုံးမှာတော့ပြောမရဘူးအားလို့အမျိုးတွေကြီးပဲအမေတွေကအမေအဖေတွေကအဖေတွေအကိုတွေကအကိုအမတွေကအမညီမတွေကညီမသားသမီးတွေဆွေတွေမျိုးတွေတခါနဲ့ခမရတို့ကမိဘတွေဖြစ်လဲကျုပ်ကသားသမီးဖြစ်ကျုပ်ကသားသမီးဖြစ်မိဘသားသမီးခမရတို့သားသမီးဖြစ်အဲ့ဒါလို့နဲ့ဟာတန်လိုက်ကျင်လိုက်တာအမျိုးစုဘဝအမျိုးစုနဲ့သို့တော့ဘယ်လိုနေရာတွေမှာများသောအားဖြင့်စုံစည်းခဲ့တယ်လဲလို့မြင်ကုသိုလ်ပြုလုပ်တဲ့နေရာတွေမှာဘယ်နေရာတွေမှာကောင်းတဲ့အာယုံလို့ပြင်လားစုံစည်းခွင့်ရတာကိုဟုတ်တယ်လားကုသိုလ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့တိုးနဲ့တူစောင့်ချောက်ပေါ်ရှိခဲ့တယ်ကုသိုလ်မျိုးစေ့တွေရှိခဲ့တယ်ကုသိုလ်ကံမျိုးစေ့တွေရှိတယ်အဲ့လိုကုသိုလ်ကံမျိုးစေ့ရှိတဲ့ပုဂ္ဂိုလ်တွေကဘယ်တော့မှဝေးလာကြတာဗျာကြည်သာဘုန်းကြီးတို့ညီမလေးတို့ဟိုးကနမ်မတူချမ်းပြည်ဟိုမရောက်ပါနမ်မတူဘမူဆဲတို့အဝေးရလာကြတာနော်အလွန်ဝေးတဲ့ဒေသကြီးရဲ့တခါသိန်းပေါ်ဒီကားတွေတဆင်းပြီးစီးပြီးလာကြရပြမခံပြီးလာကြဟိုတဝဲတော့အဝေးကြီးတယ်မန္တလေးဟိုဘက်တယ်နော်ကြည်စံမုံရွာတို့ကအစပါလာကြဟိုနိုင်ငံခြားမှာနေတဲ့ပုဂ္ဂိုလ်နိုင်ငံခြားကိုလာခြင်းနောက်နိုင်ငံခြားလူတွေတော့5 6လာအောင်မယ်နော်ဟိုအမေရိကန်မှာနေတဲ့ပုဂ္ဂိုလ်အမေရိကန်ကပလာကြကြည်စံဓမ္မတန်ရောစဉ်ရှိပြီးတရားတွေလိုချင်လို့နော်အမေရိကန်ရောက်နေတဲ့ညီမ2ယောက်ဆိုရင်တကယ်တန်ရောစဉ်ရှိတယ်ဓမ္မတန်ရောစဉ်ရှိတယ်ဟာတို့သီလရှင်ဝတ်တွေတခါတရားအထုတ်နေကြတာဒါမျိုးစီကုသိုလ်မျိုးစီတွေရှိတယ်ဘဝအနန္တရတတ္တိတွေရှိတယ်ဟုတ်တယ်လားတူပေါ်မှာတူကျေးဇူးပြုတဲ့ကုသိုလ်ကောင်းမှုတရားတွေကျေးဇူးများပြားနေခြင်းကြောင့်ပြန်လဲပြီးစုံစည်းတဲ့အခါလည်းဘာလုပ်ဖို့အတွက်ကုသိုလ်ပြုလုပ်ဖို့အတွက်ပြန်စုံစည်းနေတာတရားဓမ္မတို့ဟုတ်တယ်လားကုသိုလ်တရားတွေဘုရားရှင်အဆုံးအမတရားကိုအာမရကျင့်ကြံပွားများအားထုတ်ခြင်းဖြင့်စုံစည်းခွင့်ရတယ်ကောင်းသောစုံစည်းခွင့်ချီးခြင်းကြောင့်ကောင်းသောအမြင်တွေမရလာဘူးလားကောင်းသောမျက်လုံးလေးတွေမတက်ရဘူးလားဘာမျက်လုံးတက်ရမှာလဲမိပညာမျက်လုံးနဲ့တတ္တာမျက်လုံးပြန်ပြောပါဦး
အဲ့တော့မြတ်စွာဘုရားရှင်ကတတ္တန္တုတရိနောတိဘေခုဘဝေယထဘေခုတန္တရာဘေလမြေကိုမျောတွေး6နာမျောတွေးစဉ်းစားလေရှိသောယဟန်တော်သည်ဘေခုအိုရင်နာခြင်းကင်းလို့ကြကုန်သောပုဂ္ဂိုလ်သည်ဘေခုဆိုတာပြောပြီးပြီတနေ့ကဘေခုဆိုတာဟာအိုခြင်းနာခြင်းသေခြင်းကင်းတဲ့မဲ့ဖို့နိဗ္ဗာန်ကိုရှာမီပြီးနေတဲ့ပုဂ္ဂိုလ်ကိုဘေခုလို့ခေါ်တယ်လူဝတ်ကြောင့်တဲ့ဘေခုသာသနာဝန္နယဟန်ကိုလည်းဘေခုတန်တရာကြီးကိုဘေးလို့မြင်တတ်တဲ့ပုဂ္ဂိုလ်ဘေခုလို့ခေါ်တယ်။အိုဘေးရထားတဲ့ခန္ဓာကိုယ်ကြီးနာဘေးရထားတဲ့ခန္ဓာကိုယ်ကြီးဩသေဘေးတို့နဲ့ရင်ဆိုင်ထားတဲ့ခန္ဓာကိုယ်ကြီးပါလား။ဩတို့မအိုခြင်းမနဲ့အိုလာရတော့မယ်။မနာခြင်းမနဲ့နာကြမယ်။အရာပေါ်ဘုံလည်းယောဂဝိနဲ့ဖြစ်ရအောင်ပါလား။ရှိမှတို့မှရန်သူတွေအများကြီးပါလား။နောက်ဆုံးတော့ဘလောက်ပါချက်ပါတယ်ကျင်နာပါတယ်တွေ့တာပါတယ်မျက်နှာပါတယ်ပြောဇနီးမြတ်သမီးသားညီကောင်မမိသားစုတွေနဲ့ကွယ်ကွင်းပြီးတော့သေခြင်းတယောက်ရင်ဆိုင်ရအောင်ပါလားလို့အဲ့ဒါလို့အမြင်မှန်တရားတွေရှိနေထားတဲ့ပုဂ္ဂိုလ်ဘိက္ခုလို့ခေါ်တယ်။ဟောမြတ်စွာဘုရားဘိက္ခုတန္တရာဘိလာမီရေးကိုမျောတွေးရှုတတ်သောယောဂီပုဂ္ဂိုလ်သည်တန္တနုတရိနောတိတရာတရားကိုအခြေခံထားပြီးတော့တရာတရားကိုရှေ့ဆောင်ထားပြီးတကားလကိုယ်တည်းသောဓမ္မေသောအနုပါဏနာမဖြစ်ပေါ်သေးသောကုသဓမ္မကုသိုလ်တရားတို့ကိုဥပါဒါယဖြစ်ပေါ်စေခြင်းငါ၎င်းဥပါဏနာဖြစ်ပေါ်ပြီးသောကုသဓမ္မနာကုသိုလ်တရားတို့ကိုဘိယောဘာဝါယစတဲ့တဘောတိုးတရလေးအောင်ဝိဟာရိယမြဲမပြကျင့်ကြံပွားများအားထုတ်ရ၏တတ္တရှိတဲ့ပုဂ္ဂိုလ်ရဲ့တတ္တနုဿရိပုဂ္ဂိုလ်သည်တရားတရားကိုရှေ့ဆောင်ထားပြီးတော့ဘုရားရှင်အဆုံးအမတရားတော်မြတ်တို့ကိုလေ့လာသုံးသပ်ဆင်ခြင်ပွားများအားထုတ်လေရှိသောတရားဓမ္မများရဲ့တဏ္ဍာထဲမှာမဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်လာအောင်ဖြစ်ပြီးတဲ့ကုသိုလ်စွမ်းအားလေးတွေဘာဖြစ်ဖို့တိုးပွားလာဖို့အတွက်မကြိုးစားရဘူးလားဟောအနုပါဒနာမဖြစ်ပေါ်သောအာဂုဒဓမ္မနာအာဂုဒတရားတို့ကိုအနုပါဒယမဖြစ်ပေါ်အောင်ဥပန္နနာဖြစ်ပေါ်ပြီးသောအာဂုဒဓမ္မနာအာဂုဒတရားတို့ပါယပဲစွန့်ရလေအောင်ဝါယမောအားထုတ်ရမယ်အဲ့တော့တတ္တနုတ္တရိပုဂ္ဂိုလ်ကမပေါ်မရသေးတဲ့မပေါ်သေးတဲ့အာဂုဒတွေမဖြစ်ရလေအောင်ဖြစ်ပြီးတဲ့အာဂုဒတရားကိုပယ်စွန့်ဖို့အတွက်ဘာကိုလက်ကင်ထားရမှာလဲလေတတ္တတရားကိုလက်ကင်ထားပြီးကြိုးစားရမယ်ဒုတိယပညာနုသရိနောတိဘိက္ခုဘေကုတန္တရာကြီးကိုဘိန်းလို့မြင်တတ်ကြကုန်သောယောဂီပုဂ္ဂိုလ်သည်ပညာနုသရိနောပညာတရားရှေ့ဆောင်ထားကြကုန်လျက်အနုပါဏနာမဖြစ်ပေါ်သေးသောကုသလဓမ္မနာကုသိုလ်တရားတို့ကိုဥပါဒါယဖြစ်ပေါ်လာရလေအောင်ဥပါဏနာဖြစ်ပေါ်ပြီးသောကုသလဓမ္မနာကုသိုလ်တရားတို့ကိုဘိယောဘာဝါယစရိတဘောတိုးပွားရလေအောင်ဝိဟာရေယကျင့်ကြံပွားများအထုတ်ရ၏ရှင်းသားတို့ခြေသမီးတို့လောကမှာပညာအမျောမြင်ရှိတဲ့ပုဂ္ဂိုလ်သည်လောကီမှာပညာရှေ့ဆောင်ထားတဲ့ပုဂ္ဂိုလ်တွေတတ္တပညာတရားကိုရှေ့ဆောင်ထားတဲ့ပုဂ္ဂိုလ်သည်မရသေးတဲ့ကုသိုလ်တရားတွေကိုရလာအောင်ရပြီးတဲ့ကုသိုလ်တရားတွေတိုးပွားခွင့်ရလာအောင်အနုပါဒနာမဖြစ်ပေါ်သေးသောအာဂုဒဓမ္မနာအာဂုဒတရားကိုအနုပါဒယမဖြစ်ပေါ်ဖို့ဥပါဏနာဖြစ်ပေါ်ပြီးသောအာဂုဒဓမ္မနာအာဂုဒတရားတို့ကိုပဇဟပါဟယထပယ်စွန့်ခြင်းငါဝါယမောကြိုးစားအထောက်ရပါမယ်အဲ့ဒါလို့လတ္တနုတ္တရိပုဂ္ဂိုလ်ပညာနုတ္တရိပုဂ္ဂိုလ်တို့သည်တဲ့ဩငါတဏ္ဍမှာအာဂုဒတွေဖြစ်နေပါလားဖြစ်တာကိုဖြစ်မှသိနိုင်မယ်ဟုတ်တယ်နော်ငါအာကုသို့အာယုန်နေဖြစ်နေပါဘောလားမဖြစ်ဘူးဆိုချင်းအာယုန်နေပါလို့လိုက်ရမယ်ပြောင်းလိုက်အာယုန်ပြောင်းရမယ်နော်အော်ကြည်စံအာကုသို့စိငါကုသို့နဲ့နေတာအာကုသို့ဖြစ်နေပါဘောလားတရားထိုင်တယ်မတရားထိုင်နေပါဘောလားတရားမိတ်တယ်မတရားအမှတ်တွေဝင်နေပါဘောလားကြောက်စရာကောင်းလိုက်တာအိုးချစ်ချင်းစိတ်ကိုပြောင်းလိုက်ခန္ဓာကိုပြန်ကတ်လိုက်ချစ်ချင်းပါပဲသွားလိမ့်မယ်အာကုသို့ဟာပယ်ပြောက်သွားမှာပေါ့ဟုတ်တယ်လားမပေါ်သေးတဲ့အာကုသို့တွေမပေါ်ပြီးတဲ့အာကုသို့တွေရဲ့ပယ်ဆွမ်းဖို့မပေါ်သေးတဲ့ကုသိုလ်တွေပေါ်ပြီးတဲ့ကုသိုလ်တရားတွေကိုတိုးပွားအောင်ကြိုးစားလေဖို့မိမိတဏ္ဍာထဲမှာအကျင့်ပံများစွာဘာလို့နေရမယ်လေ့ကျင့်နေရမယ်တဲ့ဘာလို့နေရမယ်အဲ့ဒါတော့အလေ့ကျင့်မှန်နေတဲ့ပုဂ္ဂိုလ်တဏ္ဍာမှာကောင်းသော